ရှင်မာသီယိုအေဂိုလိကျမ်းဝင်ကျွန်တော်အရှင်ယေရှုခရစ်တော်သခင်ဒုက္ခစရိယာကျင့်ခံတော်မူသောအကြောင်းသည်32ပါးထဲမှသူဖြစ်သောယူရာဣစကာရုတီယဟန်ကြီးကဲမြတ်ထံသို့သွား၍ထိုသူကိုတင်တို့လက်သို့အလျင်တင်တို့သည်ငါအားမိသည့်အရာကိုပေးမည်ဟုဆိုတော့သူတို့သည်သူအားငွေရင်းကား30ပေးလိုက်ကြ၏ထိုအချိန်မှစ၍သူသည်လည်းကိုရောကိုအနန္တချင်းကအခွင့်ကောင်းကိုရှာကြံရက်နေသစီမဖောက်ရတော်မူဘွဲတော်၏ပထမနေ့၌တပည့်တော်တို့သည်ယေရှုထံတော်ချင်းကကြပြီလျင်ပါစကာပွဲညစာကိုစားတော့ရန်ကိုရောအတွက်မိသည့်နေရာတွင်တပည့်တော်တို့ပြင်ဆင်ပေးရပါမည်ဟုမြေးလျှောက်ကြ၏ကိုရောကလည်းမြုပ်သေးစီဤမီတော်သူထံသို့သွားကြ၍ဆရာသခင်မာလိုက်ဒီကငါ၏အချိန်နီးပြီးငါ၏တပည့်တော်တို့နှင့်သူတင့်အင်၌ပါစကာပွဲတော်ကိုကျင်းပမည်ဟု၍သူအားပြောကြလော့ဟုမိန်တော်မူ၏ထိုအခါတပည့်တော်တို့သည်မိမိတို့အားယေရှုမိန်တော်မူသည့်အတိုင်းပြုလုပ်ကြ၍ပါစကာပွဲကိုကျင်းပရန်ပြင်ဆင်ကြလေ၏ညနေချိန်ရောက်သောအခါကိုရော်ဒီတပည့်တော်12ပါးတို့နှင့်သူစားပွဲ၌ထိုင်တော်မူ၏ထိုနောက်သူတို့သည်ညစာစားရနေကြစဉ်ယေရှုကဒေနဝငါအမန်စုရီကတင်တို့ထဲမှတဦးလီငါကူတစ္ဆာဖောက်လိမ့်မည်ဟုမိန်တော်မူ၏ထိုအခါသူတို့သည်အလွန်ဝမ်းနည်းကြသဖြင့်သခင်တပည့်တော်ဖြစ်သလားဟုအတီးတီးမြေးလျှောက်ကြ၏ကိုရောကလည်းငါနဲ့သူပကံတွင်လက်၌တော်သူသည်ငါကူတစ္ဆာဖောက်လိမ့်မည်လူသားသည်တွားရမည်မှန်၏ကျမ်းစာတော်မြတ်၌လည်းဤအတိုင်းရေးထား၏သို့တော်လူသားအပေါ်၌တစ္ဆာဖောက်တော်သူသည်အမင်္ဂလာရှိသူသည်မွေးဖွားခြင်းမခိုင်ခဲ့ရလျင်သာ၍ကောင်း၏ဟုမိန်တော်မူ၏ကိုရောကိုတစ္ဆာဖောက်တော်ယူရကလည်းသခင်ဖျားတပည့်တော်ဖြစ်သလားဟုမြေးလျှောက်လျင်ကိုရောကသူအားတင်ဆူလီပြီဟုမိန်တော်မူ၏သူတို့ညစာစားနေကြစဉ်တွင်ယေရှုသည်ပုံမုတ်ကိုယူ၍ခေါင်းကြည့်ပြီးတော်မူပြီးလျင်ဖဲ့၍မိမိတပည့်တော်ကြီးတော်အားပြည့်လျက်ဤအရာသည်ငါ၏ခန္ဓာကိုယ်ဖြစ်ယူ၍စားကြလော့ဟုမိန်တော်မူ၏ထိုနောက်ကိုရောသည်ခွက်တော်ကိုလည်းယူတော်မူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်တပည့်တော်တို့အားပြည့်လျက်မိန်တော်မူသည်ကားတင်တို့အားလုံးဤခွက်မှတောက်ကြလော့ဤဒီကလူအားလုံးတို့အတွက်အပြစ်ဖြေလို့ခြင်းကသုံးလုံးခံရမယ့်ပရိညာတိနှင့်ဆိုင်သောငါ၏တွေးဖြစ်တင်တို့အားငါစုရီကငါခမည်းတော်၏နိုင်ငံတော်တွင်ဤစပစ်နွယ်၏အသီးမှစပစ်ရည်တိကိုတင်တို့နှင့်အတူတောက်ရသည့်နိဒယောင်၎င်းကိုနောက်တဖန်ငါတောက်လိမ့်မည်မဟုတ်ဟုမိန်တော်မူ၏ထိုနောက်ယေရှုကတပည့်တော်တို့အားမိန်တော်မူသည်မှာဤည၌တင်တို့အားလုံးသည်ငါကိုဆုံးခွာသွားကြလိမ့်မည်ကျမ်းစာတော်မြတ်၌လည်းရေးထားသည်ကသူထင်းကိုငါရိုက်ခိုက်တိုက်ခိုက်မည်ထိုအခါသူစုထဲမှသူတို့သည်တကွဲတပြားဖြစ်ကြလိမ့်မည်ဟု၍ဖြစ်သည်သို့တော်လည်းငါဒီတည်ခြင်းမှရှင်ပြန်ထမြောက်ပြီးနောက်တင်တို့ရှိမှဂါလိလဲနေသို့ဦးစွာတွားနေမည်ဟုမိန်တော်မူ၏ထိုအခါပေတရုကသူတို့အားလုံးသည်ကိုရော့ကိုဆုံးခွာသွားကြတော့လဲတပည့်တော်သည်မိသည့်အခါမျှဆုံးခွာသွားလိမ့်မည်မဟုတ်ဟုလျှောက်လေ၏ယေရှုကလည်းသင်အားငါမန်စုရီကဤည၌ပင်ချက်မတော်မီတင်ဒီငါကိုသုံးချိန်ငင်းပယ်လိမ့်မည်ဟုမိန်တော်မူ၏ပေတရုကအကယ်၍တပည့်တော်သည်ကိုရောနှင့်အတူအသက်သေးရမည်ဆိုလင်ပင်ကိုရောကိုညင်းပယ်လိမ့်မည်မဟုတ်ပါဟုလျှောက်လေ၏တပည့်တော်အလုံးတို့သည်လည်းထိုနည်းသူလျှောက်ကြ၏ထိုအခါယေရှုသည်တပည့်တော်တို့နှင့်သူဂက်စမာနီမြစ်ရှိသောဥယျာဉ်သို့ကြွသွားတော်မူ၏ရောက်တော်မူလျင်သူတို့ဟာငါသည်ထိုနေရာသို့သွား၍ဆုတောင်းစဉ်တွင်ဤနေရာ၌ထိုင်နေကြလော့ဟုမိန်တော်မူပြီးမှ
ပေတရုနှင့်ဇေဗဒိတို့၏သားနှစ်ယောက်တို့ကိုအတူခေါ်သွားတော်မူ၏ဤတွင်ကိုတော်သည်ပူဆွေးဝမ်းနည်း၍တောကဖြစ်စေခြင်းကိုစတင်ခံစားရတော်မူ၏ထိုအခါကိုတော်က ငါ၏စိတ်နှလုံးသည်တီလူမတတ်ပူဆွေးဝမ်းနည်းနေ၏တင်တို့ဤနေရာတွင်နေကြ၍ငါနှင့်တူနူးကြားစွာစောင့်နေကြလော့ ဟုမိန်တော်မူ၏ထိုနောက်ကိုတော်သည်ထိုနေရာမှရှိသောနေငယ်ကြွတော်မူ၍မိပေါ်တွင်ပြည့်ဝလျက်ဆုတောင်းတော်မူသည်မှာ ။အိုအဖဖြစ်နိုင်လျင်ဤခွက်သည်အကျွန်ုပ်အားကြော်လွန်သွားပါစီ။တို့ရတွင်အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲကိုယ်တော်၏အလိုတော်တိုက်တာဖြစ်ပါစေ ဟုဆုတောင်းတော်မူ၏ထိုနောက်ကိုတော်သည်တပည့်တို့ထံသို့လာတော်မူ၍သူတို့အိပ်ပျော်ကြလျက်စီရီကိုတွေ့လျင်ပေတရုအား ။တင်တို့သည်တဏှာဤမြတ်မအိပ်ဘဲငါနှင့်အတူမဆောင်နိုင်ကြပြီလော။စုံစမ်းနောက်ဆက်ချင်းတို့မပါဝင်ရစေရန်ဆုတောင်းလျက်နူးကြားစွာစောင့်နေကြလော။ဝိညာဉ်သည်စန္ဒပြင်းပြတော်လဲခန္ဓာသည်အားနေ၏ ဟုမိန်တော်မူ၏တပံကိုတော်သည်ဒုတိယကျင်းထွက်သွားတော်မူ၍ အကျွန်ုပ်ရဲ့ဖဤခွက်သည်ကြော်လွန်မသွားနိုင်ပဲအကျွန်ုပ်တောက်ရမည်ဆိုလျင်ကိုယ်တော်၏အလိုတော်တိုင်းဖြစ်ပါစေ ဟုဆုတောင်းပြန်၏ထိုမှတပံကိုတော်သည်ပြန်လာသောအခါတပည့်တော်တို့အိပ်ပျော်လျက်ရှိကြသည်ကိုတွေ့တော်မူ၏အကြောင်းမူကားသူတို့၏မျက်စိများသည်လေးလံသောကြောင့်ဖြစ်၏ဤတို့ဖြင့်ကိုတော်သည်သူတို့ကိုတပံထားခဲ့၍ထွက်သွားပြီးလျင်ယခင်မွတ်ဆုခဲ့သည့်အတိုင်းပင်သုံးကြိမ်မြောက်ဆုတောင်းတော်မူ၏ထိုနောက်ကိုတော်သည်တပည့်တော်တို့ထံသို့ပြန်လာ၍ တင်တို့သည်အိမ်ရှိအနာယူစေပင်ရှိသည်တလောလူသားကိုအပြစ်သားတို့၏လက်တို့အနန္တောအချိန်နာရီရောက်လာပြီထကြတွားကြစုငါကိုအနန္မဲ့သူသည်အနီးသို့ရောက်လာပြီ ဟုမိန်တော်မူ၏ထိုတို့ကိုယ်တော်မိန်တော်မူစဉ်32ပါးတို့တွင်တဝူအပါဝင်ဖြစ်သောယူရနှင့်သူယံအကြီးကဲများနှင့်တက်ကြီးဝါကြီးများစီလွတ်လိုက်သည့်များပြားလာသောလူစုဝေးတို့သည်တို့ဓာများဟုကိုင်ဆောင်လျက်လာကြ၏ကိုတော်ကိုတစ္ဆာဖောက်တော်သူက ငါနိုင်၍နှုတ်ဆက်သောသူသည်ထိုသူပင်ဖြစ်၏သူကိုဖမ်းကြလော့ ဟုကျူတင်၍အချက်ပြီးထားလေထိုနောက်ယူရသည်ယေရှုထံတော်သို့ချက်ချင်းပင်ချင်းကိုက်၍ အာဘီရာဘီ ဟုဆိုလျက်ကိုတော်ကိုနားလေယေရှုကလည်း မိတ်ဆွေတင်လာရင်းကိစ္စကိုပြုလုပ်ပါလော ဟိုမိန်တော်မူလျင်သူတို့ဒီလာကြ၍ကိုတော်ကိုဖမ်းဆီးချုံတော်ကြ၏ထိုအခါယေရှုနှင့်သူရှိနေတော်သူတဝူသည်လက်ကိုဆမ်း၍ဓာကိုဆွဲထုတ်ပြီးလျင်ယဟန်ချုပ်၏အစီကံတဝူကိုခုတ်သဖြင့်သူ၏နှရွက်ပြတ်လေ၏ယေရှုကလည်းသူအား တင်သားကိုဒိန်၌ပြင်သွင်းထားလောအကြောင်းမူကားဓာကိုကြိုက်တော်သူတို့သည်ဓာဖြင့်ပျက်စီးခြင်းသို့ရောက်လိမ့်မည်ငါထံသို့ယခုချက်ချင်းကောင်းကင်တမန်တော်တပ်ဖွဲ့များ32တပ်မကကိုစီလွတ်ပေးရန်ငါခမည်းတော်ထံငါမတောင်းခံနိုင်ဟုထင်တယ်လို့တို့ရတွင်ထိုတို့ပြုပါကဤကဲ့သို့ဖြစ်ရမယ်ဟုဆိုထားတော်ကျမ်းချက်များသည်မိတို့ပြည့်စုံနိုင်ပါမည် ဟိုမိန်တော်မူ၏ထိုအချိန်၌ယေရှုသည်လူဆွေတော်အားဆိုသည်မှာ တင်တို့သည်တို့ဓာများကိုကိုင်ဆောင်လျက်ဓမြဖမ်းတကဲ့သို့ငါကိုဖမ်းစေရန်ထွက်လာကြသလောငါဒီဗိမာန်တော်၌ထိုင်၍နေ့စဉ်နေ့တိုင်းသွန်သင်ဟောပြောနေစဉ်တင်တို့သည်ငါကိုမဖမ်းဆီးကြတို့ရတွင်ဤအဖြစ်အပျက်အားလုံးသည်ပရောဖက်ကျမ်းများပြည့်စုံစီမြတ်ကြောင်းဖြစ်သည် ဟိုမိန်တော်မူ၏ထိုအခါတပည့်တော်တို့အားလုံးတို့သည်ကိုတော်ကိုထားခဲ့၍ထွက်ပြေးကြလေ၏ထိုအခါယေရှုကိုဖမ်းဆီးကြတော်သူတို့သည်ကိုတော်ကိုကျမ်းသက်ဆရာများနှင့်တက်ကြီးဝကြီးတို့ဆွေးလက်ရှိတော်ယဟန်ချုပ်ကိုင်ဖိုင်အိမ်တို့ခေါ်ဆောင်သွားကြ၏ပေတရုမူကားယဟန်ချုပ်၏အိမ်တွင်ဝင်တိုင်းအောင်နောက်တော်တို့မလန်းမကမ်းမှလိုက်ပါလျက်ယဟန်ချုပ်၏အိမ်တကားဝအထီဝင်ပြီးမိတို့အဆုံးသတ်မိကိုတည်မြင်နိုင်ရန်အဆုံးများနှင့်အတူထိုင်နေလေ၏ယံကြီးကဲများနှင့်တရားရှင်သောဖွဲ့တစ်ခုလုံးသည်ယေရှုကိုတည်တံ့ရှင်အံ့သောငါ
မမန်တော်တက်သည်ထောက်ထားများကိုရှာကြ၏မမန်တော်တက်သည်ခံသူများလာကြတော့လေမိဒီတက်သည်ထောက်ထားကိုများသူတို့မတွေ့ကြချေနောက်ဆုံး၌ကမမန်တော်တက်သည်ခံသူနှုတ်လာကြ၍ ဤသူကငါသည်ဖျားသခင်ဤဗိမာန်တော်ကိုဖျက်ဆီး၍၎င်းကို3ရက်အတွင်းပြန်လဲတည်ဆောက်နိုင်စွမ်းရှိသည်ဟုပြောခဲ့ပါသည် ဟုထွက်ဆိုကြ၏ထိုအခါယဟန်ချုပ်သည်ထား၍ သင်၌ဖြေစရာမရှိသလောသင်ကိုဆွဆွဲ၍ထွက်ဆိုကြသောဤသူတို့၏တက်တေခံချက်များကမိသည့်အရာကိုဆိုလိုသည်။ ဟုကိုရောအားမီးလေ၏ယေရှုမူကားတိတ်ဆိတ်စွာနေတော်မူ၏ယဟန်ချုပ်ကလည်း သင်သည်ခရစ်တော်သည်ဟုသောဖျားသခင်၏သားတော်ဟုတ်မဟုတ်ကိုငါတို့အားပြောပြမည်အကြောင်းအသက်ရှင်တော်မူသောဖျားသခင်ကိုတိုင်တည်၍သင်အားငါအမိန့်ရှိသည် ဟုဆို၏ယေရှုကလည်း သင်ဆိုလိမ့်မည်သို့တော်သင်အားငါဆိုဒီကလူသားဒီတကူတော်ရှင်တကူတော်ရှင်၏လက်ရဘက်၌ထိုင်လျက်မိုးတိမ်ပေါ်မှကြွလာဒီကိုယခုမှစ၍သင်တို့မြင်ကြရလိမ့်မည် ဟုသူအားမိန်တော်မူ၏ထိုအခါယဟန်ချုပ်သည်သူ၏ဝိယုံတို့ကိုစုပ်လျက် သူသည်ဖျားသခင်အားထိခိုက်သောစကားကိုပြောခဲ့လေပြီမိသည့်တက်တည်များငါတို့လိုပါသေးသည်။ဖျားသခင်ကထိခိုက်သောသူ၏စကားကိုယခုပင်တင်တို့ကြားကြရခဲ့ပြီတင်တို့မိတို့ထင်မြင်ကြသည်။ ဟုဆိုလျင်သူတို့က ဤသူသည်တေထိုက်၏ ဟုပြန်ဖြေကြ၏ထိုနောက်သူတို့သည်ကိုရော၏မျက်နှာတော်ကိုစထွေးနှင့်ထွေးကြ၍ကိုရောကိုလက်သီးနှင့်ထိုးကြ၏အချူတော်ကိုရော၏ဘားကိုရိုက်ကြလျက် အသင်ခရစ်တော်တင်သည်မိသူရိုက်သည်ကိုကျွန်ုပ်တို့အားပရောဖက်ညံနှင့်ဟောတော်မူပါ ဟုဆိုကြ၏ပေတရုမူကားအိမ်တော်၏ခြံဝင်းထဲ၌ထိုင်နေစဉ်အစီခံမျိုးသမီးသူသည်သူထံသို့လာ၍ တင်သည်ဂါလိလဲနှင့်သာယေရှုနှင့်အတူရှိခဲ့သည် ဟုဆို၏တို့တော်သူက တင်သည်မိသည့်အရာကိုပြောဆိုကြောင်းငါမသိ ဟုဆို၍လူအပေါင်းတို့၏စီ၌ငင်းဆိုလေ၏ထိုနောက်သူသည်တကားစီတော့ထွက်သွားတော့ခါအခြားစီခံမျိုးသမီးသူသည်သူကိုမြင်၍ထိုနေရာ၌ရှိတော်သူတော်ဟာ ဤသူသည်နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့ပါသည် ဟုဆိုလျင်သူက ထိုသူကိုငါမသိပါ ဟုကျိန်ဆူ၍တဖာငင်းဆိုပြန်၏အချိန်ကြီးငယ်ကြပြီးနောက်အနီးတွင်ရက်နေတော်သူများသည်ပေတရုထံသို့လာကြ၍ အမှန်စင်စစ်တင်သည်ထိုသူတို့တွင်တဦးအပါဝင်ဖြစ်၏အကြောင်းမူကားတင်စကားပြောသောလေတံကတိတာပါသည် ဟုဆိုကြ၏ထိုအခါသူက ထိုသူကိုငါမသိ ဟုမိမိကိုယ်ကိုကျိန်တွေပြောဆိုလေ၏ထိုကနချင်းတွင်ပင်ကျက်သွန်လေ၏ဤတွင်ပေတရုသည်ကျက်မသွန်မီသည်ငါအားသုံးကျိန်တိုင်းတိုင်းညင်းပယ်လိမ့်မည်ဟုယေရှုမိန်တော်မူသောစကားကိုတတိယသဖြင့်အပြင်တို့ထွက်၍ရှိုက်ကြီးတငင်ငိုကြွေးလေ၏နာနေချိန်ရောက်သောယဟန်ကြီးကဲတို့နှင့်တက်ကြီးဝါကြီးအားလုံးတို့သည်ယေရှုကိုတည်ရန်စီခြင်းကဆွေးနွေးတိုင်ပင်ကြ၏ထိုနောက်သူတို့သည်ကိုရောကိုချီနှောင်လျက်ခေါ်ဆောင်သွားကြပြီးလျှင်ဘုရင်ခံပိလာတုမင်းလက်တို့အလိုက်ကြ၏ထိုအခါကိုရောသည်တည်ရန်စီခြင်းခံရသည်ကိုတစ္ဆာဖဟုယူရမြင်လျင်နောင်တရ၍ငွေရင်းကား30ကိုယဟန်ကြီးကဲတို့နှင့်တက်ကြီးဝကြီးတို့ထံသို့ပြန်ယူခဲ့ပြီးအကျွန်ုပ်သည်အပြစ်ကင်းသူရဲ့ပေါ်တစ္ဆာဖောက်ခြင်းဖြင့်အပြစ်ပြုမိခဲ့ပြီဟုဆို၏သူတို့ကလည်း ငါတို့နှင့်အဘယ်သို့ဆိုင်သနည်းတင်၏အမှုကိစ္စကိုတင်ဖြေရှင်းလော့ ဟုဆိုကြ၏ထိုအခါသူသည်ပြည်မန်တော်တွင်၌ငွေများကိုပြစ်ချပြီးထွက်ခွာသွား၏ထိုနောက်သူသည်သွား၍မိမိကိုယ်ကိုဆွဲကျူးချတည်လေ၏ရာကြီးကဲတော်မူကားထိုငွေကိုကောက်ယူ၍ပြောကြသည်မှာ ဤငွေကိုဗန္တာတိုက်၌မထက်အပ်အကြောင်းမူကားယင်းသည်သွေးဤတံပိုးငွေဖြစ်သည် ဟုဆိုကြ၏ထိုကြောင့်သူတို့သည်တိုင်ပင်ကြပြီးမှသစိန်ဧည့်သည်တော်ဟာတကြူချင်းကဦးထိန်ဒီကိုဦးထိန်တယ်၏မိတကွက်ကိုထိုငွေဖြင့်ဝယ်ကြ၏ထိုကြောင့်ထိုမြစ်ကွက်ကိုယနေ့တိုင်အောင်တွေးဖြင်းရင်ရတော်မည်ဟုခေါ်ဆိုကြ၏ထိုအခါ prophet
ဇေရမိယ၏ဟောထားချက်သည်ပြည့်စုံခြင်းတို့ရောက်လေ၏ဟောထားချက်သည်ကလူတို့သည်သူတို့၏တန်ဖိုးအဖြစ်ယေဇရလူမျိုးတချို့တန်ဖိုးဖြတ်ထားသောငွေဒင်္ဂါ30ကိုယူကြ၍ငါထာဝရဘုရားသခင်ဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်းဦးထိန်တဲ့၏မိကွက်အတွက်ပြေးကြလေပြီဟုလာသည်ယေရှုသည်ဘုရင်ခံ၏စီမောက်တော်၌ယက်နေတော်မူသောအခါဘုရင်ခံက တင်းသည်ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သလော ဟုမြည်လျင်ယေရှုက တင်ဆိုလေပြီ ဟုသူအားမိန်တော်မူ၏တို့တော်ယဟန်ကြီးကဲတို့နှင့်တက်ကြီးဝါကြီးတို့သည်ကိုတော်အားဆွဲပြောဆိုကြသောအခါကိုတော်သည်မိတို့မြပြန်ဖြီတော်မူမူထိုအခါပိရတုမင်းက တင်းအပေါ်ဆွဲထားသောထွက်ဆိုချက်များအလွန်များပြားသည်ကိုသင်မကြားသလော ဟုမေးလေ၏တို့တော်ကိုတော်သည်ဆွဲချက်တစ်ခုကိုမြပြန်လဲဖြေချခြင်းမပြုတ်တော့ကြောင်းဘုရင်ခန်းသည်အလွန်အံ့ဩလေဘုရင်ခန်းသည်ပွဲတော်ချင်းအခါတွင်လူအများတောင်းဆိုသည့်အကျဉ်းသားတို့ကိုလွတ်မြဲထုံးစံရှိထိုအချိန်တွင်စူးသွမ်းချင်း၌ကြော်ကြသောဘာရဘဟုအမည်တွင်သည့်အကျဉ်းသားတို့တယောက်ရှိသည်၏လူအများစုယုံလာကြသောအခါပိတရုမင်းက တင်တို့အဖို့မိသူကိုလွတ်ပင်းရန်တင်တို့အလိုရှိကြသည်။ဘာရဘကိုလောခရစ်တော်ဟုခေါ်သောယေရှုကိုလော ဟုသူတော်အားမေးလေ၏အကြောင်းမူကားသူတို့သည်မနာလိုသောစိတ်ဖြင့်ကိုတော်ကိုအနိုင်ခဲ့ကြကြောင်းသူသိ၏ထို့ပြင်သူသည်တရားပလင်တွင်ထိုင်နေစဉ်သူ၏ဇနီးကတည်င်းပူဒီမှာသူဖြောင်းမတ်သောသူ၏အမှု၌မိတို့မြမပတ်သက်ပါနဲ့အဘဲကြောင့်ဆိုတော့ယနေ့ကျမသည်သူကြောင့်အိမ်မက်တွင်စိတ်ဒုက္ခများစွာခံစားရပြီဟုမာကြားထားလေ၏ယာကြီးကဲတို့နှင့်တက်ကြီးဝါကြီးတို့ကမူဘာရဘကိုလွတ်၍ယေရှုကိုတတ်စီမိကြောင်းတောင်းဆိုရန်လူစုဝေးကိုသွေးဆောင်စီယုံကြ၏ဘယင်ခံကသူတော်အား ။ဤသူနှစ်ယောက်တို့တွင်မိသူကိုတင်တို့အဖို့လွတ်စေလိုကြသည် ဟုမိတော့ခါသူတို့က ။ဘာရဘ ဟုဆိုကြ၏ပိလာတုမင်းကလည်း တို့ဖြစ်လျင်ခရစ်တော်ဟုခေါ်သောယေရှုကိုမိတို့ပြုရမည်နီ ဟုသူတော်အားမိတော့သူတော်အားလုံးက ။သူကိုလက်ဝါးကားတိုင်းတင်၍တပ်ပါ ဟုဆိုကြ၏ထိုအခါဘယင်ခံက ။အဘဲ့အကြောင်းနီသူသည်မိသည့်မကောင်းမှုကိုပြုခဲ့မိသည် ဟုမေးလေတို့တော်သူတို့က ။သူကိုလက်ဝါးကားတိုင်းတင်၍တပ်ပါ ဟုပူမူကျေလောင်စွာအော်ဟစ်ကြ၏ပိလာတုမင်းဒီကမိမိစကားအကျိုးသက်ရောက်မှုမရှိသည့်သာမကစတင်၍ယုံရင်းဆန်ခတ်ဖြစ်လာနိုင်သည်ကိုပင်မြင်သောအခါရေကိုယူ၍လူများရှိတွင်မိမိလက်များကိုစီးလျက် ။ဤဖြောင်းမတ်သောသူဤသွေးနှင့်ငါကင်းရှင်း၏တင်တို့ရဲ့မှုကိစ္စကိုတင်တို့သာလျင်လှုပ်ဆောင်ကြလော့ ဟုဆို၏လူပေါင်းတို့ကလည်း သူဤသွေးသည်ငါတို့နှင့်ငါတို့ဤသားသမီးအပေါ်ကြားရောက်ပါစေ ဟုပြန်ပြောကြ၏ထိုနောက်သူသည်သူတို့တောင်းဆိုသည့်အတိုင်းဘာရဘကိုလွတ်၍ယေရှုမူကားကျိန်နှင့်ရိုက်စီပြီးမှလက်ဝါးကတိုက်တင်စေခြင်းကအလိုက်လေထိုအခါဘုရင်ခိုင်းစစ်သေးများသည်ယေရှုကိုဘုရင်ခိုင်းအိမ်တော်တွင်သို့ခေါ်ဆောင်သွားကြလျက်စစ်သေးတစ်ပတ်လုံးကိုလည်းထံတော်၌ဆွယုံစေကြ၏ထိုနောက်သူတို့သည်ကိုရော၏ဝဲများကိုချွတ်၍ကိုရောပေါ်၌နီရဲတော်ဝဲယုံကိုခြုံပြီးကြ၏သူတို့သည်စုခက်နှင့်ခွေထားသောဦးကြီးကိုလည်းပြုတ်လုကြ၍၎င်းကိုကိုရော၏ဥကောင်းပေါ်၌တင်ကြကာကျူယူတချမ်းကိုလည်းကိုရော၏လက်ရတော်၌ဂိုင်စီပြီးလျင်စီတော်၌ဒူးထောက်ကြလျက်ယူလူ ဂျူးလူမျိုးတို့ဤဘယင်အားမင်္ဂလာရှိစေတည်း ဟုပြည့်ရဲ့ပြုကြ၏ထိုနောက်သူတို့သည်ကိုရောကိုစထွေးနှင့်ထွေးကြ၍ကျူယူကိုယူပြီးလျင်ဥကောင်းတော်ကိုရိုက်ကြ၏သူတို့သည်ကိုရောကိုထူတို့ပြည့်ရဲ့ပြုကြပြီးနောက်ဤတော်ဝဲယုံကိုချွတ်၍ကိုရော၏အဝဲများကိုပြန်ဝဲစေပြီးလျင်ကိုရောကိုလက်ဝါးကတိုက်တင်ခြင်းကခေါ်ဆောင်သွားကြ၏သူတို့သည်ယုံတော်မှထွက်ခွာလာကြစဉ်စီမွန်အမည်ရှိသောစီရနီမြို့သားသူကိုတွေ့ကြသောအခါသူတို့ကိုအနိုင်ထက်ပြု၍ကိုရော၏လက်ဝါးကတိုင်ကိုထမ်းစေကြ၏ထိုနောက်ဦးကုန်းခွန်ရိုက်ဟုအဓိပေရသောဂေါဂတရတ်တို့ရောက်ကြသောအခါသူတို့သည်ကိုရောအား
တဲချီနှင့်ရောတော်စပိရီကိုတောက်ရန်ပေးကြ၏သို့တော်ကိုရောဒီ၎င်းကိုမြေးကြည့်ပြီးလျင်မတောက်ဘဲနေတော်မူ၏သူတို့ဒီလည်းကိုရောကိုလည်းဝါကတိုက်တင်ပြီးသောအခါကိုရောရဲ့များကိုမိမိတို့အချင်းချင်းမဲချ၍ခွဲဝဲယူကြ၏ထို့နောက်သူတို့ဒီထိုင်၍ကိုရောကိုထူရမှစောင့်ကြည့်နေကြလေ၏ကိုရော၏ဥကောင်းတော်ပေါ်၌လည်းဤသူဒီကယူလူမျိုးတို့၏ဘုရင်ယေရှုဖြစ်သည်ဟူသောကိုရောပေါ်ဆွဲချက်တင်ထားသည့်စာတန်ကိုတတ်ထားကြ၏ထိုချိန်၌တပြည့်နှစ်ယောက်တို့သည်ကိုရောနှင့်သူလက်ရဘက်၌တယောက်လက်ဝဲဘက်၌တယောက်လဝါကတိုင်တင်ထားချင်းခံကြရ၏လန်တော်လာတို့သည်လည်းမိမိတို့ဥကောင်းများကိုရမ်းကြလျက်လောင်ပြောင်ကြကားဗိမာန်တော်ကိုဖြိုဖျက်၍3 ရက်အတွင်းတည်ဆောက်မိသူတင်းကိုတင်ကဲတင်ပါလောတင်းသည်ဖျားသခင်၏သားတော်ဖြစ်လျင်လက်ဝါးကားတိုင်မှဆင်းပါလောဟုဆိုကြ၏သူနည်းသူပင်ရန်ကြည်ကဲ့တို့သည်လည်းကျန်သက်ဆရာများတကြီးဝါကြီးများတို့နှင့်သူကိုရောအားလောင်ပြောင်လျက်ဤသူသည်အခြားသောသူတို့ကိုကဲတင်ခဲ့၏မိမိကိုမူကားမကဲတင်နိုင်သူသည်အစ္စရေလလူမျိုး၏ဘုရင်ဖြစ်လျင်လက်ဝါးကားတိုင်ပေါ်မှယခုဆင်းလာပါစေထိုအခါငါတို့သည်သူ့ကိုယုံကြည်ပါတော့မည်သူသည်ဖျားသခင်ကိုယုံကြည်အားထားသောသူဖြစ်၏ဖျားသခင်သည်သူ့ကိုအလိုရှိတော်မူလျင်ယခုပြင်သူ့ကိုကယ်တင်တော်မူပါစေအကြောင်းမူကားသူကငါသည်ဖျားသခင်၏သားတော်ဖြစ်သည်ဟုဆိုခဲ့၏ဟူ၍ပြောဆိုကြလေကိုရောနဲ့သူလဝါကတိုက်တင်ခံကြရတော့တပြတို့သည်လည်းကိုရောကိုထူနည်းသူပုတ်ခတ်ပြောဆိုကြ၏မွန်းတဲ့ချိန်မှစ၍မွန်းလွေ3 နာရီချိန်တိုင်အောင်မိတပြင်းလုံး၌မောင်မိုက်တိကြရောက်လေ၏3 နာရီချိန်ခန့်တွင်ယေရှုသည်ကျေရောင်တော်တန်နှင့်အဲလီအဲလီလာမစဘတနီဟုဟီအော်တော်မူ၏အတိဘေကကျွန်ုပ်၏ဖျားကျွန်ုပ်၏ဖျားအဘယ်ကြောင့်ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူပါသနည်းဟုဆိုလိုသည်ထိုနေရာ၌ယနေ့သူအချို့တို့သည်ထိုစကားကိုကြားကြလျင်ဤသူသည်အေလိယကိုခေါ်နေသည်ဟုဆိုကြ၏ထိုသူတို့တွင်တယောက်သည်ချက်ချင်းပြေးကာရေမြုပ်တစ်ခုကိုယူ၍ဘောင်းရည်ဖြင့်ပြည့်စုံပြီးလျင်၎င်းကိုဂျူယူတွင်တတ်လျက်ကိုရောအားတောက်စီချင်းကပြီးလေ၏တို့တော်အခြားသောသူတို့ကခေတ္တဆောင်ပါအောင်သူအားကယ်တင်ရန်အေလိယလာမလာကိုကြည်ကြစို့ဟုဆိုကြ၏ယေရှုမူကားကျေလောင်တော်တန်ဖြင့်တဖန်ဟိအော်တော်မူ၍အသက်တော်ကိုစွန့်လိုက်တော်မူ၏ခေတ္တခဏဒုထောက်ပြီးတော့ငြိမ်သက်စွာနေကြစို့ Let us kneelအလုံးမတရားကြစို့ထိုအချိန်တွင်ဒီမန်တော်၏ကလကားသည်အထက်ဆွမ်းမှအောက်ဆွမ်းတိုင်အောင်ဆုပ်၍နှချမ်းကွဲသွားလေမြင်းကလေးကြီးစွာလုံး၍ကြောက်ဆောင်များလည်းကွဲအပ်လေတင်းကြိုက်ကူများသည်လည်းပွင့်တဖြင့်ဒီလွန်ပြီးသောသူတော်ကောင်းတို့၏ကုခန္ဓာကိုယ်များသည်ပြန်ရှင်ကြ၏သူသူတို့သည်ကိုရောရှင်ပြန်ထမြောက်တော်မူသည့်နောက်တွင်တင်းကြိုက်ကူများမှထွက်လာကြ၍တန်ရှင်သောမြို့တွင်ဝင်ရောက်ကြကာလူများစွာတို့အားထင်ရှားပြကြလေ၏ယေရှုကိုစောင့်ကြည့်လျက်ရှိကြတော့လူတရားတတ်မှုနှင့်သူနှင့်သူရှိတော်သူတို့သည်ငလျင်လှုပ်ခြင်းနှင့်ဖြစ်ပျက်သမျှအချင်းအရာတို့ကိုတွေးမြင်ကြရသောအခါလွန်စွာထိတ်လန့်အံ့ဩကြလျက်ဤသူသည်ဖျားသခင်၏သားတော်ဧကံအမှန်ဖြစ်ပေသည်ဟုဆိုကြ၏ယေရှု၏နောက်တော်တို့ဂါလိလဲနယ်မှလိုက်၍အလုတ်ကျွေးပြုနေကြသည့်အမျိုးသမီးများစွာသည်ထိုနေရာတွင်ရှိနေကြပြီးခလလတ်မှကြည့်ရှုနေကြ၏
သူတို့ထဲတွင်မာရိယာမဂဒလနာယာကုပ်နှင့်ယူဇက်တို့၏မိခင်မာရိယာနှင့်ဇေဗဒိသားများ၏မိခင်တို့ပါဝင်လေ၏ညနေအချိန်ရောက်လျင်ယေရှုတပည့်တော်သည်အာရမတိမြို့သားယူဇက်အမည်ရှိသောချမ်းသာကြွယ်ဝသူတို့ရောက်လာလေ၏သူသည်ပီလာတုမင်းထံသို့သွားပြေးလျင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ထိုအခါပီလာတုမင်းကအလောင်းတော်ကိုတွားပြေးရန်အမိန့်ချလိုက်လေ၏ယူဇက်သည်လည်းအလောင်းတော်ကိုယူဆောင်၍ဖြူစင်သောပိတ်အဝတ်ဖြင့်ပတ်ရစ်ပြီးကြောက်ဆောင်တွင်ထွင်းထားသောမိမိပိုင်ဆိုင်သည့်တင်းကြိုင်ကိုတည်၌ကိုရော၏လောင်းတော်ကိုတွင်ထားလေထို့နောက်သူသည်တင်းကြိုင်တွင်အဝ၌ကြီးမားသောကြောက်တုံးတုံးကိုလိမ့်၍ပိတ်ထားခဲ့ပြီးမှထွက်ခွာသွားလေ၏မာရိယာမဂဒလနာနှင့်အခြားသောမာရိယာတို့သည်တင်းကြိုင်တော်ကိုမျက်နှာမူလျက်ထိုနေရာ၌ထိုင်နေကြလေ၏ဝဲတော်သွေးပြင်းစင်ရသောနေ့လွန်ပြီးနောက်တရက်တွင်ယဟန်ကြီးကဲတို့နှင့်ဖာရဇီဦးတို့သည်ပီလာတုမင်းစီတွင်စုယုံကြလျက် အရှင်မြင်းကြီးသူလက်ပြတတ်သောသူအသက်ရှင်စဉ်ကငါသည်၃ရက်မြောက်သောနေ့၌တပံထမြောက်လိမ့်မည်ဟုဆုခဲ့ဘူးသည်ကိုအကျွန်ုပ်တို့မှတ်မိပါသည်ထို့ကြောင့်သူ၏တပည့်တော်တို့သည်တွားကြ၍သူ၏လောင်းကိုခူးယူကြပြီးသူသည်တေချင်းမှရှင်ပြန်ထမြောက်လေပြီဟုသူတို့အားပြောဆိုကြပါလျင်နောက်ဆုံးသောလက်ဖြတ်ခြင်းသည်ယခင်လက်ပြခြင်းများထက်ပူ၍ကြီးမိကိုစိုးရင်ရပါသည်တို့ဖြစ်၍တင်းချိုင်းကို၃ရက်မြောက်နှစ်တိုင်အောင်လုံခြုံစွာစောင့်ကြက်ပေးစေရန်အမိန့်ပေးတော်မူပါ ဟုလျှောက်ကြလေ၏ပီလာတုမင်းက တင်တို့၌အဆောင်တက်ရှိ၏တွား၍တင်တို့တတ်နိုင်သမျှလုံခြုံအောင်စောင့်ကြက်ကြလော့ ဟုသူတော်အားဆိုလေ၏ထိုကြောင့်သူတို့သည်လည်းသွားကြ၍ကြောက်တုံးကိုတစိတ်ခတ်နှိတ်ကအစုံများချထားကြလျက်တင်းကြိုင်ကိုလုံခြုံအောင်ဆုံးကြစေကြ၏ အားလုံးထိုက်ပြကြပါ